တယ်လောက်မလား အမသာဖေဘကနီလေယောချတဲ့ရောလေကီမူလာမာလာသူကမလေးတွားလေဝင်းနေတဲ့ပလိုင်းနဲ့အလုပ်ပေးပါလေအန်ပြောရဲ့အဲ့လိုပြောလောက်လို့ပြရဲ့ခါလူစိုးတိုင်းအချီရလာမြာဒါရရဲ့လာငုံနေတဲ့ညရနာတော့ခါมันเดินใช้สะโพกงาส่งเพียบีบีโอฮัลโหลไทยပြောฮัลโหลไทยฮัลโหลไปเลยပြောရဲ့အမသူပြောကလည်းနည်းနည်းပေါ့လို့ပြပါလေအမျိုးပြောသိရှင်းတော့ပေါ့နော်အမျိုးပြောရင်လေနာနာနဲ့ပြောချင်မိတယ်ကိုကြွေးရမင်းရဲ့တို့ချင်ကပြောစရာများ Day to you Happy birthday Happy birthday Happy birthday to you Happy birthday to you ဒီလောက်ကြောခေချင်းအမယောကြားတဲ့ရောပေးလေမွေးနေ့ကြီးလဲလာဆော့ပေးလေ Happy birthday to you baby တမီလေးနေနေဤလဲယနေ့မှကြာရောက်တော့မွေးနေ့ရမြန်မှာစာရွေးလဲနော်နေပေါင်းများစွာတိုင်အောင်လဲစိတ်ချမ်းသာကြည်ကုကျမ်းမာခြင်းနဲ့ပြည်စုံပြီးကောက်ကျိုးလို့ရဆတာများရာရှိပိုက်ဆိုင်နေပါစေလဲခြေတော်ဒီမိသားစုနဲ့လဲမြဲတူပါရပျော်ရွှင်စွာဖြတ်တန်းနေပါစေလဲမိအတွက်တမိကောယတနာတပါမွေးဖွားလာပြီးတဲ့အတွက်လဲမိကိုယူတယ်လဲမိအနာမှာနော်နေပေါင်းများစွာထိကြာကြီးရှိနေပေးပါလဲမိချရတဲ့တမီလေးလို့ချင်းနဲ့ရအားလုံးမိဖြစ်စီပေးမှာပါလဲချိန်ခဏတော့စောက်ပေးပါလေဒီတမကလုံးလဲများကြိုးစားပါလေအမျိုးပြောရှင်ရဲလေမေရချစ်တဲ့သမီးလေဒီမိသားစုကလည်းကြာကြီးချစ်ပေးပါနော်လေအရချစ်တဲ့သမီးလေနောက်နေလောက်မယ်ဖေးနာမပဲမြဲနေပေးပါနော်လေဒီကမကပြောရှင်ဒီမိသားစုလေးဖြစ်အောင်ရအားလုံးမိထိုင်ကြည့်ပေးမှာပါနော်လေအရချစ်တဲ့သမီးလေးမိတောင်းလာနေလေသမီးလေးဝါတော့အေးမြစေရမယ်ကတိပေးတယ်တရားအားနဲ့ပဲရှေ့ဆက်နေမှာပဲရဲ့ရင်ဆိုင်မယ်သမီးလေးဝါတော့လင်းလာနေရမယ်ဒီမှာဟန်ယူခါတာအမေတရားသစ္စာပဲယုံကြည်ထားသမီးဆုံးစေဖို့ကာကွယ်လို့